US မှာအိမ်ဝယ်မယ်လို့စဉ်းစားထားသူတိုင်းအတွက်တလဘလောက်ဝင်ငွေရတယ်ဆိုလို့ရှိရင်ချင်းငွေပမာဏဘလောက်ရနိုင်လဲဆိုတာကိုဒီနေ့မှာပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါ။ကျွန်မကတော့ loan officer စုမေဖြစ်ပါတယ်။ဒီ table လေးကိုကျွန်မမရှင်းပြခင်မှာပေါ့နော်။တခုသတိပေးချင်တာကဒီလစဉ်ပေးရမယ်အိမ် payment တွေကခန့်မှန်းထည့်ထားတာဖြစ်ပါတယ်။ဘယ်ပေါ်မူတည်လဲဆိုတော့ငွေချေးမဲ့သူပေါ့နော် borrower ရဲ့ credit score ကိုအိမ်ကဘယ်နေရာမှာဝယ်မှာလဲပြီးတော့မှကိုဝယ်မဲ့အိမ်အမျိုးအစားပေါ့နော် condo တို့ townhouse တို့ဆိုလို့ရှိရင် homeowner association fee HOA fee ဆိုတာထပ်ပေါင်းပေးရအောင်မယ်ပြီးတော့ကိုကအိမ်ကိုဘယ်လိုပုံစံမျိုး occupy လုပ်မလဲပေါ့နော်ဆိုလိုတာကအထူးကအိမ်အဖြစ်နေမှာလား investment အဖြစ်နေမှာလားဒါမှမဟုတ် investment အဖြစ်ဝယ်မှာလားဒါမှမဟုတ်ရှင် second home အဖြစ်ဝယ်မလားဒါပုံမူတည်ပြီးတော့မှပြောင်းလဲသွားနိုင်တယ်ပြီးတော့ကျမကဒီရဲ့ table လေးမှာအဓိကတွက်ထားပြီးတာကကြတော့20% down payment စုထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့တွက်ထားတာဖြစ်ပါတယ်ဆိုတော့ loan amount က80%ပေါ့နော်ဆိုတော့ home price ကကြတော့2သိန်းခွဲဆိုရင်ချင်းငွေပမာဏက2သိန်းဆိုရင်လစဉ်အိမ်အတွက်ပေးရမယ်ပေါ့နော်ဒီ principal ရဲ့အိမ်အရင်ရဲ့အိမ်ရဲ့တိုးပေါ့နော် interest ရဲ့ပြီးတော့ tax ကကြတော့အခွန်ရယ်ပြီးတော့မှ insurance အာမခံရယ်ပေါ့နော်ဒီအားလုံးပေါင်းပြီးတော့မှတွက်ထားတာဖြစ်ပါတယ်ဒီလေးခုပဲဆွမ်းနာပြောတဲ့ HOA fee မပါဘူးဆိုတော့အဲ့ဒီဟာအတွက်ကကြတော့1500ဝန်းကျင်ပေးရမယ်ဒါကို cover လုပ်ဖို့အတွက် monthly income ကကြတော့3500ကျော်ဖြစ်ရမယ်ဆိုတော့အကယ်၍မိမိကနာရီနဲ့ရတယ်ပေါ့နော်ဆိုလို့ရှိရင်တော့22ဝန်းကျင်ရမှာဖြစ်ပါတယ်ဆိုတော့အကယ်၍အိမ်ဈေးနှုန်းက3သိန်းခွဲဆိုလို့ရှိရင် loan amount က2သိန်း8000ဖြစ်သွားမယ်ပြီးတော့လစဉ်အိမ် payment ကကြတော့2100ကျော်ဖြစ်မယ်ပြီးတော့အဲ့ဒီရဲ့ပေါ့နော်အိမ် payment ကို cover ဖြစ်ဖို့အတွက် monthly income ကကြတော့9000ကျော်လစဉ်ဝင်ငွေရှိရမယ်ဆိုတော့9သိန်းနဲ့အိမ်ဝယ်မယ် loan amount က4သိန်းဖြစ်မယ်အိမ်အတွက်လစဉ် payment က3100ပြီးတော့ဝင်ငွေက9100ကျော်ဖြစ်မယ်ဆိုတော့1 million အိမ်ဝယ်မယ်ဆိုတော့အဲ့ဒီအတွက်ဆိုရင် loan amount ကကြတော့8သိန်းဖြစ်သွားမယ်လစဉ်အိမ်အတွက် payment က6300ဝန်းကျင်ဖြစ်မယ်ပြီးတော့မှအိမ်အတွက်ပေါ့နော် cover ဖြစ်ဖို့အတွက်လစဉ်ဝင်ငွေကကြတော့14000ကျော်ရှိရမယ်2 million နဲ့အိမ်ဝယ်မယ်ဆိုလို့ရှိရင် loan amount က1.6 million ဖြစ်သွားမယ်ပြီးသွားရင်လစဉ်အိမ် payment ကကြတော့12600ဝန်းကျင်ဖြစ်မယ်ပြီးတော့မှ monthly income ကတော့လစဉ်ဝင်ငွေကကြတော့29000ဝန်းကျင်ရှိရမှာဖြစ်ပါတယ်ဆိုတော့ဒါကကြတော့အကြမ်းဖြင်းကျမကတွက်ပြပေးတာဖြစ်ပါတယ်ဆိုတော့ဆွမ်းနာကကျမပြောတဲ့အချက်တွေပေါ့မူတည်တယ်ပေါ့နော် credit score ဘယ်လောက်ရှိလဲ zip code ဘယ်မှာဝယ်မလဲပြီးတော့အိမ်အမျိုးအစားပေါ့နော်condo တွေဝယ်မလား townhouse တွေဝယ်မလားဒါဆိုရင် PITIA ဖြစ်သွားမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ primary home အဖြစ်ဝယ်မှာလားဒါမှမဟုတ်လို့ရှိရင် investment property အဖြစ်ဝယ်မှာဒီဟာတွေပေါ်မူတည်ပြီးတော့မှပြောင်းလဲနိုင်တယ်ပြီးတော့မိမိက down payment ဘယ်လောက်စုထားလဲပေါ့နော်ဆိုတော့အဲ့ဒီပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားမှာဖြစ်ပါတယ်ဒါကတော့အကျဉ်းဖြင့် idea ရအောင်လို့ကျွန်မကပြပြပေးခဲ့တာဖြစ်ပါတယ်နောက်ထပ် video နဲ့ပြန်ဆုံကြပါမယ်ရှင် bye bye